စကားတစ်ခုကလူတစ်ယောက်ကိုမိတ်ဆွေဖြစ်စေနိုင်တယ်လို့ရန်သူလည်းဖြစ်စေနိုင်ပါတယ်။တင်ကောစကားပြောတဲ့အခါလူတိုင်းကတင့်ကိုချစ်ခင်နှစ်သက်ပြီးဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်ချင်ပါသလား။မီရာဘိုက်ကကြိုဆိုပါရယ်ဒီနေ့မှာတော့ဘယ်နေရာတော့ဘသူနဲ့ပဲတွေ့လူချစ်လူခင်ပေါ်များစေမဲ့စိတ်ပညာအခြေခံစကားပြောနေငါမျိုးမျှဝေပေးတော့မှာပါအချက်နံပါတ်1နားထောင်ခြင်းအနုပညာလူတွေကကိုယ့်အကြောင်းကိုပြောရတာကိုအကြိုက်ဆုံးပါစကားပြောနေရင်လည်းတစ်ဖက်လူကိုဈာဖြတ်မပြောပါနဲ့သူတို့ပြောတာကိုအာယုံစိုက်နားထောင်ပေးရတာငါ့ကိုတမိုးထားရဲဆိုတဲ့ခံစားချက်ကိုပေးပါရယ်ဥပမာပေးရမယ်ဆိုရင်ဟုတ်လားအဲ့ဒါပြီးတော့ဘာဆက်ဖြစ်လဲဆိုရဲမိကုံးမျိုးနဲ့သူတို့စကားကိုစိတ်ဝင်စားကြောင်းပြသပေးပါအချက်နံပါတ်2နာမည်ကိုခေါ်ဆိုသုံးစွဲပါလူတယောက်တို့ကဘာပေါ်မှာအချို့မိန်ဆုံးအတန်ကသူတို့ရဲ့နာမည်ပါပဲစကားပြောတဲ့အခါတငယ်ချင်းသို့မဟုတ်ဟိုလူခေါ်မဲ့အစားသူတို့နာမည်ကိုထည့်ခေါ်ပါဒါကရင်းနှီးမှုကိုချက်ချင်းဖြစ်ပေါ်စေပြီးတစ်ဖက်လူရဲ့စိတ်ထဲမှာတင့်ကိုပူမှတ်မိစေပါတယ်အချက်နံပါတ်3ချီးမွမ်းခြင်းနဲ့အတိမတ်ပြုခြင်းမြောက်ပင်နာမဟုတ်ပဲတကယ်ကောင်းတဲ့အချက်ကိုရှာပြီးတော့ချီးမွမ်းပေးပါဝတ်စားစင်ရင်မှုလည်းမကပဲသူတို့ရဲ့စူးစမ်းအားထုတ်မှုဒါမှမဟုတ်ဇေယျကောင်းလေးတွေကိုပါအတိမတ်ပြုပါဥပမာပေးရမယ်ဆိုရင်ဒီနေ့အမရဲ့တင်ပြချက်ကတကယ်ကိုရှင်းလင်းပြီးထိရောက်တယ်ဆိုတာမျိုးပေါ့နော်ဒါကလူချစ်လူခင်ပေါ်များစေရဲ့လှုပ်ဝက်ချက်ပါအချက်နံပါတ်4အငင်းပွားမှုကိုရှောင်ကျဉ်ပါအနာရခြင်းစိတ်နဲ့စခနိုင်လူချင်းကလူတွေကိုဝေးကွာစေပါတယ်တစ်ဖက်လူနဲ့အငင်းမတူရင်တော့မင်းပြောတာမှားတယ်လို့တည်းမပြောပါနဲ့မင်းပြောရလဲစိတ်ဝင်စားစရာပဲငါဘက်ကတော့ဒီလိုလေးမြင်မိရဲဆိုတာမျိုးကိုသုံးပေးပါအငင်းမတူရင်တော့ယဉ်ကျေးတဲ့သူအဖြစ်လူတွေကသတ်မှတ်ပါလိမ့်မယ်အချက်နံပါတ်5ပြုံးပြုံးရွှင်ရွှင်နဲ့မျက်လုံးချင်းစုံကြည့်ပါစကားလုံးတွေထက် body language ကပိုပြီးတော့စကားပြောပါရယ်စကားပြောတဲ့အခါနှွေးထွေးတဲ့အပြုံးလေးနဲ့မျက်လုံးချင်းစုံပြီးတော့ပြောပါဒါကတင့်ကိုယုံကြည်မှုရှိတဲ့သူရိုးသားတဲ့သူလို့ထင်မြင်စေပါတယ်ဒီ9ချက်ကိုလက်တွေ့ကျင့်သုံးကြည့်မယ်ဆိုရင်တင့်ရဲ့လူမှုဆက်ဆံရေးမှာတိပိတတပြောင်းလဲလာတာကိုတွေ့ရမှာပါဒီဗီဒီယိုလေးကတင့်အတွက်အသုံးဝင်နေဆိုရင် like ပေးခဲ့မှုနဲ့နောက်ထပ်စိတ်ပညာအောင်မြင်မှုဘုဟုတုတတွေအတွက် Mira Bike ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲလူချစ်လူခင်ပေါ်များတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်ရှင်